ကျွန်တော်ဒီနေ့ပေါ့လေပြောကြခြင်းနဲ့အကြောင်းအရာကတော့အရင်အပတ်တွေတုန်းကလည်းကျွန်တော်ပြောခဲ့တာက Greek ပညာရှင်ကြီးဒီ၃ဦးအကြောင်းကိုကျွန်တော်ပြောခဲ့ပြီးပေါ့ဒီနေ့ကိုအချင်းကျုံနေနဲ့အဲ့ဒီ၃ဦးနဲ့အာရှတိုက်ကနေပြီးတော့ထွက်တဲ့ဒီသတ္တနိကဗေဒပညာရှင်ဖြစ်တဲ့ပေါ့လေတရုတ်ပြည်ကConfucius နဲ့အခါကျွန်တော်တို့ကိုယ်ဝယ်တဲ့ဗုဒ္ဓမြတ်စွာဘုရားတို့ ਨੇ ပေါ့လေပြောကြတဲ့ပြောကြတဲ့ဒီဘလို့တွေတူတာတွေရှိတယ်ဘလို့တွေကွဲတယ်လဲဆိုတာလေးကိုအချင်းချုပ်လေးနိုင်ရှင်ပြချင်ပေါ့အဲ့တော့ဒီမြတ်စွာဘုရားပွင့်တော်မူတာနဲ့ပတ်သက်လို့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့သမိုင်းအရာတော့ခုနကပုံမှန်ခေတ်မတိုင်ခင် BCU လို့ခေါ်တဲ့624မှာဖွားမြင်တော်မူပြီးတော့မှBC 944မှာပြိဋိဘံစံတယ်လို့တော့ပြောထားပေမဲ့လည်းအနောက်တိုင်းနေရဲ့သူတည်နာပြုချက်အရာတော့အခုတရားဝင်အနောက်တိုင်းမှာပြောနေကြတာကတော့ BCE 963လို့ပြောတာတွေ့ရတယ်ပေါ့ဒါပေမဲ့ပေါ့လေကျွန်တော်တို့ဒီ Confucius ကတော့951ဖြစ်တာကြောင့်မို့ BCE 951ဖြစ်တာကြောင့်မို့မြတ်စွာဘုရားကပို့ပြီးတော့စောတယ်ဆိုတဲ့လို့ပြောလို့ရတာနောက်တစ်ခါဆိုကရတီကလည်း480လောက် BCE 480လောက်ပါပလေတိုက428လောက်မှာနောက်ပြီးတော့ Aristotle က BCE 384လောက်မှာဆိုတော့အဲ့တော့ခေတ်ကတော့ပြောရင်တော့မြတ်စွာဘုရားနဲ့ Aristotle နဲ့ရှင်လိုက်တယ်ဆိုရင်ပေါ့နှစ်ပေါင်း200နီးပါးလောက်တော့ကွာသွားပြီเนาะအဲ့ကြတော့ဘယ်လိုမျိုးတွေထူးခြားချက်ရှိတယ်ဆိုတဲ့အချက်ကလေးကိုအနည်းငယ်ရှင်းပြချင်ပါတယ်အဲ့ကြတော့သိကြတဲ့အတိုင်းပေါ့လေကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားကတော့ဒီကိုကျင့်သိက္ခာတို့သီလတို့ဆိုတာကိုပြောရရင်တော့အဓိကထားတာတွေရှိသလိုနောက်ပြီးတော့လူတွေဟာဒုက္ခခံစားရတယ်အဲ့ဒီဒုက္ခကနေလွတ်မြောက်အောင်ဘယ်လိုလုပ်မလဲဘယ်လိုကျင့်အောင်လုပ်ရမလဲဆိုတဲ့ဟာကိုကျင့်စဉ်ကိုတွေ့ပြီးတော့မြတ်စွာဘုရားကပြောရင်တော့လူတွေကိုသင်ကြားပို့ချခဲ့တဲ့ဟာကနောက်ပိုင်းကျတော့ပြောရင်တော့ဘာသာတရားအနေနဲ့ကိုးကွယ်တဲ့ဘာသာတရားအနေနဲ့ပေါ်လာခဲ့တာအဲကျတော့ဒီကျတော့တရုတ်ပြည်ကConfuciusကြတော့သူကဘာကိုအဓိကလဲသူလည်းခုနလိုပဲကိုကျင်တရားနဲ့သိက္ခာတွေကိုတော့အဓိကထားပြီးမဲ့လေနိုင်ငံတစ်ခုမှာဆိုရင်ပြောရင်တော့ဘီရင်ကဧကရေလုပ်တဲ့လူကအကြီးဆုံးအကြီးကဲပေါ့သူ့ရဲ့အကြီးကဲရဲ့အုပ်ချုပ်မှုကိုလူတွေကနာခံရမယ်ပေါ့အောက်မှာရှိတဲ့အမှုရန်တွေရှိတယ်အမှုရန်တွေလည်းဝန်ကြီးတွေရှိတယ်ဝန်ကြီးတွေအောက်မှာဝန်တောက်တွေရှိမယ်အောက်မှာဒီမြို့ဝင်တွေမြို့ပိုင်တွေရှိမှာအဲ့ဒီလိုအစစ်စင်ကိုအားလုံးရဲ့အကြီးကဲကနိုင်ငံတစ်ခုလုံးရဲ့အကြီးကဲကဧကရေလို့သတ်မှတ်ပြီးတော့သူ့ရဲ့အမိန့်အာဏာကိုနာခံရမယ်နောက်ပြီးတော့ဒီလူတိုင်းကအိမ်တိုင်းမှာလည်းဒီအကြီးကဲလုပ်တဲ့သူကအဖေဖြစ်ရမယ်အဖေရဲ့အုပ်ချုပ်မှုကိုလူတိုင်းကခံရမယ်ပြောရင်တော့ဒုတိယအကြီးဆုံးကသားအကြီးဆုံးကဒုတိယအကြီးဆုံးပဲသားတွေကအကြီးဆုံးနေပေါ့အဲ့တော့မိန်းကလေးတွေကတော့ဒီယောက်ျားလေးတွေရဲ့ပြောရင်တော့ကိုဘယ်လိုခေါ်မလဲအုပ်ချုပ်မှုကိုခံရမယ်ဆိုတဲ့အယူအဆရှိတယ်ဒါပေမဲ့လည်းမိဘနှစ်ပါးလုံးကိုတော့ပြောရရင်အားလုံးကနေပြီးတော့ယေရှုဆက်ရမယ်ဆိုပြီးတော့အဲ့ဒီအယူအဆကိုသူကတင် जा ပို့ချတဲ့အတွက်နိုင်ငံတစ်ခုကိုတည်ထောင်ရတဲ့အချိန်မှာဒီ Confucius အတွေ့အခေါ်ကပြောရရင်တော့အုပ်ချုပ်သူရဲ့အမိန့်ကိုညွှန်ကြားချက်တွေကိုလိုက်နာလေးစားရမယ်ဆိုတဲ့အယူအဆကသူတို့မှာငမိုးတွေကရှိနေပြီသားအိမ်မှာဆိုရင်လည်း
အဖေလုပ်တဲ့ရဲ့ဆုံးဖြတ်ချက်ကအဓိကပဲဆိုတာကိုတွေ့ရတယ်ဒါပေမဲ့သူတို့ကဒီအနောက်နိုင်ငံတွေမှာရှိသလိုနည်းနည်းကွဲကွာတာကကျွန်တော်တို့ဒီဧကရစ်ကပြည်သူတွေနဲ့နိုင်ငံတိုးတက်အောင်ဖွံ့ဖြိုးအောင်မလုပ်နိုင်ပဲနဲ့ဒုက္ခရောက်စေအောင်လုပ်တဲ့ဘုရင်မျိုးဆိုရင်သူကောင်းငင်ဘုံကနေပြီးတော့သူ့ကိုပြောရင်တော့ဖြုတ်ချတဲ့နမိတ်တွေကိုပြတာပေါ့ဥမာရေတွေကြီးတာတို့ငင်းတွေလှုပ်တာတို့ပြောရင်တော့နေကြက်တာပဲဖြစ်ပေါ့အဲ့ဒါမျိုးတွေပေါ်မူတည်ပြီးတော့အဲ့လိုဖြစ်လာတဲ့အတိုင်းပြည်ကလည်းတကယ်ကိုငတ်မှုခေါင်းပါပြီးတော့စစ်တွေဖြစ်နေကြရဆိုရင်အဲ့ဒီဧကရစ်ကတရုတ်ပြည်ရဲ့တမိုင်းကိုလေ့လာတဲ့အချိန်မှာတကယ်လည်းပြုတ်သွားတာများတာเนาะအဲ့ကြတော့နောက်ဆုံးဆိုကရေတီခေတ်တို့ဂရိတို့ကြတော့သူကဘယ်လိုယူဆလဲသူတို့လည်းခုနကဒီဝိညာဉ်ကတန့်စင်ကြယ်တာကိုပြောရင်တော့ဒီလူဆိုတာလူကောင်းဖြစ်ရမှာပေါ့လေကိုကျင်တရားနဲ့ကောင်းပြီးတော့ပြောရင်တော့ဖြူစင်ရမယ်ဆိုတဲ့အယူဆရှိတယ်အဲ့လိုယူဆရှိတယ်လို့ပညာရဲ့တန်မိုးကိုမပြောခင်မှာသူတို့ကအဝိဇ္ဇာဆိုတဲ့ ignorance ဉာဏ်မရှိတဲ့ဟာကိုဦးဆိုရင်သူတို့ပြောရှင်ချမ်းမြေ့မှုကိုမရနိုင်ဘူးဆိုခရစ်တီးကပြောခဲ့တဲ့စကားတွေရှိတာကိုပလီတိုကြတော့သူကဘာဖြစ်လာလဲဆိုတော့အဲ့ဒါကိုပို့ပြီးတော့ဖွံ့ဖြိုးအောင်လုပ်ပြီးတော့ပညာအရန်အရေးကြီးတယ်ပညာမရှိဘူးဆိုရင်အဲ့ဒီနိုင်ငံကပျက်စီးသွားနိုင်တယ်ဒါကြောင့်မို့အုပ်ချုပ်တဲ့သူတွေကပညာတတ်တဲ့သူတွေပဲဖြစ်ရမယ်ဆိုတော့အယူအဆကိုပြောကြားခဲ့တယ်နောက်ဆုံးဖြစ်တဲ့ဆိုကရီပေါ့လေsorry Aristotle ခေတ်ရောက်လာတဲ့အချိန်ကျတော့ Aristotle ကပြောရင်တော့သူ့ရဲ့တပည့်ကလည်း Alexander the Great လည်းဖြစ်နေတာမို့မဟာ Alexander ဖြစ်နေတာကြောင့်မို့သူကပြောရရင်တော့ဒီသူတေသနာကိုပို့ပြီးတော့သူကလုံနိုင်တယ်ပေါ့နော်အဲ့ကြတော့လုံနိုင်တဲ့အတွက်အခုအနောက်နိုင်ငံတွေရဲ့ philosophy ဒါတအနိကဗိဒပဲဖြစ်ဖြစ်ကျွန်တော်တို့သိပ္ပံပဲဖြစ်ဖြစ်သူ့စီကစခဲ့တယ်လို့ဆိုနိုင်တာပေါ့အဲ့ကြတော့ခုနသူ့စီကပလေတိုကတော့ပညာရေးကိုအဓိကထားတယ်ပညာသင်တဲ့ကျောင်းတွေပါလေဖွင့်ခဲ့တယ်လေအဲ့ကြတော့ဆိုကရေတီခေတ်တုန်းကတော့ကျောင်းရယ်လို့တော့မရှိဘူးပေါ့ပလေတိုခေတ်ကျမှကျောင်းရှိလာအဲ့ကြတော့ Aristotle ခေတ်မှာလည်းကျောင်းဖွင့်ခဲ့ပါတယ် Lyceum လို့ခေါ်တဲ့ကျောင်းဖွင့်ခဲ့တယ်ဆိုတော့အဲ့ဒီလိုဖွင့်ပြီးတော့ပညာရေးရဲ့အခန်းကဏ္ဍကိုအရေးကြီးတဲ့ဟာတွေကိုပြောပြခဲ့တယ်ပေါ့အဲ့ကြတော့ဘယ်လိုပဲပြောအခုလက်ရှိအခုဒီမြတ်စွာဘုရားပါဝင်ကျမ်း၄ဦးရဲ့အခန်းကဏ္ဍကအခုထိမှဒီပေါ့လေကျွန်တော်တို့နိုင်ငံတိုင်းမှာပြောရင်တော့လွှမ်းမိုးလက်ဆဲရှိနေတာကိုတွေ့နေရပါတယ်လို့အဲ့ဒါကြောင့်မို့အဲ့ဒီလိုအတွေးခေါ်တွေကြောင့်မို့လူသားတွေဟာပို့ပြီးတော့ဉာဏ်ပညာတွေဖွံ့ဖြိုးလာပြီးတော့ငြိမ်းချမ်းရေးဆိုတာဟာတွေကိုပို့ပြီးတော့လေးစားလိုက်နာတဲ့အတွေးခေါ်တွေပေါ်လာတာတွေ့ခဲ့ရပါတယ်လို့ပြောကြချင်ပါတယ်